အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Nature AI ရဲ့တင်ဆက်သူကိုအောင်ပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ AI လောကမှာလက်ရှိအဟော်ဆုံးဖြစ်နေသလိုလူတိုင်းလည်းစိုးရိမ်နေကြတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်တေချာလေးရှင်းပြပေးခြင်းပါတယ်ဒါကတော့ Elon Musk ရဲ့ company AI ကထုတ်တဲ့ Go AI နဲ့ပတ်သက်ပြီးတော့ညင်းပွားပွဲရာကိစ္စကြီးလေးပဲဖြစ်ပါတယ် Go AI ကမိတ်ဆွေတို့သိကြတဲ့အတိုင်းပဲကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ပိုင်တဲ့ company တစ်ခုဖြစ်တဲ့ AI ကထုတ်တဲ့ AI Future တစ်ခုပါမကြသေးခင်ကမှ Go AI ကတာမန်အမျိုးသမီးပုံတွေနာမည်ကြီးအမှုပညာရှင်တွေနဲ့တခြားခလေးပုံတွေကိုအသုံးပြုပြီးတော့ဝက်စားမဲ့ပုံတွေထုတ်တာ deepfake ပုံတွေထုတ်တာဒါတွေဖန်တီးတယ်ဆိုပြီးတော့အကြီးကျယ်ဝေဖန်ခံနေရပါတယ်ဒါဟာကျွန်တော်တို့ရဲ့နည်းပညာတိုးတက်မှုလားဒါမှမဟုတ်လူသားတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုချိန်ချောက်မှုလားဒီဗီဒီယိုမှာကျွန်တော်ကအသေးစိတ်သုံးသပ်ပြသွားမှာပါဒါဆိုရင်ကျွန်တော်နဲ့အတူလိုက်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးခင်ဗျပထမဆုံးအနေနဲ့ပြဿနာရဲ့အရင်းမြစ်ကိုကျွန်တော်ပြောပြပေးပါမယ်ပုံမှန်အားဖြင့်ကျွန်တော်တို့သုံးနေကြ ChatGPT တို့ Gemini တို့မှာကလုံခြုံရေး filter ဆိုတာရှိပါတယ်ဥပမာခင်ဗျာအကျန်းဖတ်တဲ့ပုံလင်မိုင်းဆိုင်ရာပုံတွေဒါတွေကိုဖန်တီးခိုင်းရင် AI ကပြန်ပြောပါလိမ့်မယ်ဟာဆရာ no ပါဒါပေမဲ့ Go AI မှာကျတော့ image generation future မှာကဒီကန့်သက်ချက်တွေကအရင်နည်းပါတယ် AI ကလွတ်လပ်စွာပြောဆိုခွင့်ကိုဦးစားပေးတယ်ဆိုပြီးတော့ဒီ filter တွေကိုရှော့ချပေးထားတာပါဒီချက်ကိုခွင့်ကောင်းယူပြီးတော့မတမာသူတွေကတာမန်တပ်ပုံတွေကိုဝက်စားဖယ်ရှားလိုက်တာ deepfake ပုံစံတွေဖန်တီးတာဒါတွေကိုအစုလိုက်ပြုံလိုက်ပြုလုပ်ခဲ့ပါတယ်အဆိုးဆုံးကတော့ဒီလိုပုံတွေကို website တွေsocial media တွေပေါ်မှာအလွယ်တကူဖြန့်ဝေလို့ရသွားတာပါဒါဟာကာယကရှင်တွေအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးဖြစ်စေခဲ့ပါတယ်ဒီကိစ္စ PPG မှာပဲနိုင်ငံတကာကအပြင်းထန်တုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘီလီယံနာကြီးကတော့ပထမပိုင်းမှာတက်ကြီးစိုက်ပုံမပေါ်ပါဘူးအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့ရှစ်နှစ်ချုပ်ကဒီကိစ္စကိုစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီးတော့ဥရောပနိုင်ငံတွေကလည်းဒါကိုဥပဒေနဲ့အရေးယူဖို့ပြင်ဆင်နေပါတယ်နည်းပညာကုမ္ပဏီဘက်ကလည်းဒါကိုသင်ခန်းယူစရာဖြစ်လာပါတယ် AI ဆိုတာကစွမ်းအားကြီးပေမဲ့ထိန်းချုပ်မှုမရှိရင်အနေရရှိတယ်ဆိုတာပါဒီဖြစ်ရကတက်တည်ပြလိုက်တာပါလက်ရှိမှာတော့ Elon Musk နဲ့အဖွဲ့ကဒီ feature နဲ့ပတ်သက်ပြီးတော့ free pay မသုံးတာပိတ်ပင်တာတွေ filter တွေပြန်ထည့်တာတွေလှုပ်ဆောင်နေပါတယ်ဒါပေမဲ့ online မှာပြန့်နှံ့သွားတဲ့ပုံတွေကိုပြန်ဖြတ်ဖို့ကခက်ခဲနေသေးပါဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကအသုံးပြုသူအနေနဲ့ဒါကိုဘယ်လိုကာကွယ်ကြမလဲဒါလေးမပြောခင် Stephen Hawking ပြောခဲ့တာလေးကိုကျွန်တော်ပြန်ပြောပြပေးပါမယ် Stephen Hawking ကကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီးပါသူကစကြဝဠာရဲ့လိုအပ်ချက်တွေကိုဖော်ထုတ်နိုင်တဲ့သူဖြစ်တော်လဲပဲကျွန်တော်တို့ကမ္ဘာမြေကနည်းပညာတိုးတက်မှုတစ်ခုကိုကြောက်ရွံ့နေခဲ့ပါတယ်ဒါကတော့ကျွန်တော် AI လို့ခေါ်တဲ့ Artificial Intelligence သူ့ရဲ့ပြောကြားချက်တစ်ခုကိုကျွန်တော်ပြန်ပြောပြပေးပါမယ်2014 BBC နဲ့အင်တာဗျူးမှာပါ AI အပြည့်အဝဖွံ့ဖြိုးလာခြင်းကလူသားမျိုးနွယ်ရဲ့ဒီကိုချုပ်ဖြစ်သွားနိုင်တယ်ဆိုတာပါသူ့ရဲ့သတိပေးချက်ကရုပ်ရှင်းပါတယ် AI ကိုကျွန်တော်တို့ကြုံဖြစ်ဖန်တီးနေခြင်းဖြစ်တော်လဲပဲဒီနေ့မှာကျွန်တော်တို့ထက်သခင်ဖြစ်မလာစေရယနေ့ကလေးကစီကံနေဘောင်နေနဲ့ထိတ်ချုပ်ထားရန်လိုကြောင်းသူကပြောခဲ့တာပါသူ့ရဲ့စကားတွေကအခုဖြစ်နေတဲ့ပြဿနာ Go AI နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လေးနက်လာပါတယ်Stephen Hawking ရဲ့ဒီလိုပြည့်ထန်တဲ့သတိပေးချက်တွေပေါ်မှာခင်ဗျားတို့ရောဘယ်လိုမြင်ပါသလဲ AI ကိုလူသားတွေကတကယ်ပဲအမြဲတမ်းထိန်းချုပ်ထားနိုင်မယ်လို့ခင်ဗျားထင်ပါသလား comment မှာဖြေခဲ့ပေးပါကျွန်တော်တို့အနေနဲ့အကြံပြုချင်တာကတော့ social media ပေါ်ကပုံတွေကိုသတိပြုပါကျွန်တော်တို့ရဲ့မျက်နှာအထင်ရှားပါတဲ့ high resolution ပုံတွေကို public setting နဲ့တင်တာကိုရှော့ပါ front only တင်ထားတာပိုစိတ်ချရပါတယ်ငွေချင်းတွေပဲမြင်တာပိုမကောင်းဘူးလားဗျာအနောလင်းတွေကိုသတိပြုပါအခုဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ကြုံရမှာပါကိုယ့်ရဲ့ဖုန်းထဲကိုစလော့ဂိမ်းကြော်ညာတွေဝင်လာတာပြီးတော့ဘယ်ကမှမသိတဲ့လင့်တွေခဏခဏဝင်လာတာကိုသတိထားမိပါဒါကတော့သူတို့သုံးနေကြအတိုင်းပဲကိုလည်းတစ်ခါမှဘာမှမလုပ်ဖ ೇನೆ ဘယ်ကမှမသိတဲ့ကန်ဆယ်မဲတွေထပေါက်တာလိန်နီးမျိုးစုံပါဗျာမိန်းကလေးတွေအနေနဲ့ကိုယ့်ပုံကို deepfake လုပ်ထားတယ်ဆိုပြီးတော့လာချင်းချောက်တဲ့လင့်တွေဒီနေ့ခေတ်ကြားပြန်တွေအနေနဲ့ဒါကိုပို့ပြီးတော့အသုံးပြုလာနိုင်ပါတယ်ကျွန်တော်တို့က online မှာတင်လိုက်တဲ့ပုံတစ်ပုံဟာဘယ်တော့မှလုံးဝပျောက်သွားတယ်ဆိုတာမရှိပါဘူး
ဒါကြောင့်မတင်ငယ်မှာမိတ်ဆွေအနေနဲ့နှစ်ခါပြန်စဉ်းစားပါကောင်းမလေးတွေအနေနဲ့3-4ခါပြန်ပြီးတော့စဉ်းစားပါAI နည်းပညာကကျွန်တော်တို့အလုပ်တွေကိုပုံမမြန်ဆန်စေမဲ့တိုးတစ်ခုပဲဖြစ်တင်ပါတယ်လူသားချင်းချင်းဒုက္ခပေးတဲ့လက်နက်မဖြစ်သင့်ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့နေကြံ AI channel လေးမှာတော့ AI တိုးတွေကိုဘယ်လိုအကျိုးရှိရှိသုံးမလဲဆိုတာတွေကိုဦးစားပေးတင်ဆက်ပေးသွားမှာပါအခုလိုနေပညာနဲ့ပတ်သက်တဲ့ AI ဘုဒ္ဓတွေအခုလိုနေပညာနဲ့ပတ်သက်တဲ့ဘုဒ္ဓတွေ AI အသုံးပြုနည်းတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပေးခဲ့ကြပါဦးခင်ဗျာအားလုံးပဲနေပညာကိုစမတ်ချက်အသုံးပြုနိုင်ကြပါစေ